မင်္ဂလာပါကျွန်တော်အဲ့ထုံးပါဒီနေ့ဗီဒီယိုမှာမန္တလေးကနေကော်ရန်ဂျီကျွန်းအထိသွားပြန်စိုက်ကယ်နဲ့ခီးထွက်ခဲ့ကြတဲ့ကျွန်တော်တို့ရဲ့အမှတ်တရဗီဒီယိုလေးတွေလန်ခီအတွေ့အကြုံတွေအားလုံးကိုဗီဒီယို3ပုတ်လောက်ကျွန်တော်ခွဲပြီးတော့ပြန်တင်ပေးခြင်းပါတယ်အားလုံးစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုဒီမှာပဲစလိုက်ကြမယ်ကြီးပေးဒုက္ခတွေဖြစ်ပါတယ်ရောက်လေအောင်မှာကိုယ်တိုင်းအင်သာရှာပြီးတော့မှကြီးသွားပြီးပါတဲ့ကြီးပေးဒုက္ခတွေဖြစ်ပါတယ်အဲ့ဒီမှာပဲဗျာကျွန်တော်တို့စီဆိုင်မှာစီထည့်နေတော့မှကိုတန်းစင်တော်ကြီးကသူ့ရဲ့စိုက်ကယ်ကိုထောက်ထောက်ထားတယ်လို့ထင်ပြီးတော့သူကလွတ်ချလိုက်ရောအဲ့မှာစိုက်ကယ်ကြီးကလဲသွားပြီးတော့ဘဲမှခီးကြီးကမရောက်သေးဘူးလက်ကင်ကိုင်းတွေကကျိုးပဲ့နေပြီအရက်ကူကလူပိုင်းမာတွေဖြစ်နေပြီအဲ့ဒါနဲ့ကျွန်တော်တို့ခီးကြီးကိုစပြီးထွက်လာပြီးတော့နေ့လယ်စာကိုနေပြီးတော့မှစားမယ်လို့စဉ်းစားတာဒါပေမဲ့နည်းနည်းစောနေလို့ကျွန်တော်တောင်ကူထိမောင်းလိုက်တယ်ပေါ့နော်တောင်ကိုရောက်ပြီတောင်ကိုခင်လေးတွေကိုကျင်းလို့ကိုတန်းနေမှာပဲကျွန်တော်စီးလာတယ်ပဲသွားတွင်ထူရတယ်ပဲနေ့လယ်စာစားပြီးတော့ကျွန်တော်ရဲ့ခီးစဉ်ကိုဆက်ပါတယ်ကျွန်တော်တို့ဒီအုတ်တွင်းမှာရောက်တဲ့အချိန် BOC ရှိတော့ကျွန်တော်တို့ BOC မှာစီဖြည့်ပါတယ်ကျွန်တော်ဒီအုတ်တွင်း BOC ဆိုမှဘာလို့ဒီဆိုင်ကိုရွေးတာလဲဆိုလို့ရှိရင်ပေါ့နော်နံပါတ်1ကတော့ကျွန်တော် C quality ပေါ့နော်ကျွန်တော်ဒီ BOC ရဲ့ C quality ကိုကျွန်တော်ဟိုအရင်ကတည်းကကျွန်တော် cycle ကားတွေမှာထည့်ရတာစိတ်တိုင်းကြတယ်ပေါ့နော်နောက်ထပ်တစ်ချက်ကကြောဒီတဲလေးပါဒီတဲလေးရှိနေတဲ့ဟာကကျွန်တော်နွေရာသီဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတယ်ပေါ့နော်စိုက်ကယ်ကိုလည်းအရေးအောက်မှာရက်ထားပြီးတော့မှကျွန်တော်တို့ဒီခဏတစ်ဖြုတ်အဲ့လိုပလက်ကလာထိုင်လေးတွေကတင်လေးတွေကုတ်ပစ်လေးတွေပေါ့မှာကျွန်တော်အဲ့လိုခဏတစ်ဖြုတ်လှဲလို့ရတယ်နားလို့ရတယ်ပေါ့နော်အခုဆိုရင်ဆိုင်ရှင်ကအဲ့လိုမျိုးကျွန်တော်မုတ်ကလေးတွေတို့အဲ့လိုရေဘူးတွေ royalty တွေပါထားပေးထားတွေ့ရပါပေါ့နော်အဲ့ဒီဟာကားကြီးသမားတွေဘာတွေအတွက်လဲတော်တော်လေးအဆင်ပြေမဲ့တင်တယ်နော်လက်လေးပါလေးလန်လို့ရပါဘောဟိုကပြီးပတ်စံရှင်းရအောင်နော်ကိုစတူဒီတာမဟုတ်ပြောပြတာအခုပဲ royalty တောက်တယ်အခုပဲအိတ်သွားဒီပဲစားပြီအဲ့လိုနဲ့ကျွန်တော်လည်းခီးဆက်ထွက်လာတဲ့အချိန်မှာပေါ့နော်လမ်းမှာတော်တော်လေးလာတဲ့တေကန်နာရလူမျိုးပူပြင်း6တွေ့နေတဲ့ပတ်ဝန်းကျင်ကြီးကိုဖြတ်လာတဲ့နောက်မှာရေတွေငတ်တာဗျာရက်ဆက်တယ်အဲ့မှာလမ်းဘေးမှာဗျာစိမ့်စားဥတဲ့တွေ့တာကျွန်တော်ပွားပြီဆိုပြီးဝင်တိုးတော့တာပဲဗျာဟာဟေးစိမ့်သားဦးကဘယ်လိုရောင်းတာလဲဗျာစိမ့်သားဦးလားဒါ9000မပေးပါ3000ဘာတော့ခဏဒီနာနည်းနည်းမှကြိုက်စားရုံပဲနည်းနည်းပဲစားကျင်တာတတွဲလောက်ဒီလိုတတွဲလောက်ပဲရောင်းပြီလေရလားဗျာရေဘူးရောင်းတာဗျာရေတက်မှုတဘူးတော့ဗျာဟေးဒါတန်းကြိုက်စားလို့ရတယ်မလားရတယ်ဟုတ်ခွာမစားပါအောင်မလားဟုတ်လားဒါနဲ့ခွာမှာလားဒါမှမဟုတ်ဒီတိုင်းကြိုက်ခွာမှာလားဗောဝယ်အောင်လေဟိုတရအဲ့ကောင်ကစီးနေတယ်အဲ့ကောင်ဒါပေမဲ့သူပဲရှင်းပါပါကျွန်တော်ရဲ့ဒီစိမ့်စားဥနားနေခံအပြီးမှာပေါ့နော်ကျွန်တော်တို့ခီးဆက်ပါတယ်ကျွန်တော်ဒီ3ယောက်ကတော်တော်လေးတော့လက်ညီတယ်ပြောရမှာပေါ့နော်နားမယ်ဆိုရင်မညိရဘူးရက်ပြီးသားကျွန်တော်ပကိုးအထိတောက်လျှောက်မောင်းကြရပေါ့နော်ပကိုးရောက်မှကျွန်တော်တစ်ခေါက်ပြန်ရက်တော့ကျွန်တော်နေဝင်ပြီးွားတဲ့အချိန်မှာညပိုင်းလောက်မှာပေါ့နော်ညဦးပိုင်းလောက်မှာကျွန်တော်ရန်ကုန်ကိုရောက်ပါတယ်ကျွန်တော်တို့ရဲ့ day 1စိုက်ကယ်စီးရဲ့အစီအစဉ်ကရန်ကုန်ထိပဲဖြစ်တယ်ပေါ့နော်မန္တလေးကနေရန်ကုန်မှာကျွန်တော်ညအိမ်မယ်ရန်ကုန်ကနေမှရန်ကုန်ကတငယ်ချင်းတွေနဲ့စုပြီးတော့တငယ်ချင်းဆိုမဲ့ဟိုလိုအဖေတို့ထက်အသက်ကြီးတယ်သူတို့ကကျတော့သူတို့တကယ်90ကျော်တယ်ကျွန်တော်တို့က30တောင်မပြည့်သေးဘူးသူတို့နဲ့တွေ့ပြီးတော့အဲ့မှာစားကြတောက်ကြစုံကြပျော်ကြပြီးတော့အိတ်ကြတယ်ပေါ့ကျွန်တော်ဗီဒီယိုရဲ့ပထမပိုင်းကဒီမှာပဲပြီးပါတယ်ဒုတိယပိုင်းနဲ့တတိယပိုင်းထပ်လာပါအောင်မယ်ဆိုတော့ဒီထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်ဆုံပါမယ်